အာရှမှာအချမ်းသာဆုံး family ဖြစ်တဲ့ Ambani မိသားစုရဲ့အရှုပ်တော်ပုံနဲ့ Arnett Ambani ရဲ့ watch collection အကျန်းစာ Hello အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ပေါ့နော်ကျွန်တော် Arnett Ambani ရဲ့ watch collection ကိုကျွန်တော်မပြောခင် Ambani မိသားစုကဘလို့အရှုပ်တော်ပုံတွေရှိခဲ့လဲနဲ့သူတို့ဘလို့ချမ်းသာခဲ့လဲဆိုတော့ကျွန်တော်ရင်သွင်းပြပေးသွားဖြစ်ပါတယ်ခင်ဗျာပထမဆုံး Ambani မိသားစုအကြောင်းပြောရရင်ပေါ့နော် Arnett Ambani ရဲ့အဖိုးပုံပေါ့နော် Dhirubhai Ambani က1958ခုနှစ်မှာသူအိန္ဒိယကနေအစယီမန်ကိုပြောင်းပြီးမှသူစေးအနေနဲ့သူအလုပ်သွားလုပ်တာပေါ့နော်ဒါပေမဲ့ယီမန်မှာပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ1958မှာအိန္ဒိယကိုပြန်ပြောင်းလာပြီးမှသူ textile company ကိုထောင်လိုက်တယ် Reliance Corporation Commercial Company ဆိုပြီးတော့ထောင်လိုက်တယ်ထောင်ပြီးတဲ့အချိန်မှာတဖြည်းဖြည်းအမှသူကတဖြည်းဖြည်းသူချမ်းသာလာတယ်ပေါ့နော်သူ့ရဲ့ humble ဖြစ်တဲ့အမူအကျင့်တွေကြောင့်ချမ်းသာလာရင်ကနေနောက်ပိုင်းသူကချက်ထွင်လိုက်တယ်ပေါ့နော် petrol chemical oil တို့အဲ့လို gas company တို့ plant တွေအဲ့လိုစက်ရုံတွေအများကြီးကိုတီထောင်နေတွေကိုချမ်းသာပြီးတော့ share တွေရောင်းပြီးမှတဖြည်းဖြည်းချမ်းသာလာတယ်ပေါ့နော်အဲ့ဒီ Dhirubhai Ambani မှာသားနှစ်ယောက်ရှိတာဖြစ်ပါတယ် Mukesh Ambani နဲ့ Anil Ambani ဆိုပြီးသားနှစ်ယောက်ရှိတာဖြစ်ပါတယ်ခင်ဗျာသူတို့ကပေါ့နော်အစ family business တစ်ခုအနေနဲ့ run နေသူ Reliance Company ကတော်တော်ကိုအောင်မြင်တယ်ဒါပေမဲ့ Dhirubhai Ambani စုံပြီး2002ခုနှစ်မှာရုတ်တရက်လိုလေးဖြတ်ပြီးစုံသွားတဲ့အချိန်ကနေစပြီးသူတို့ညီကိုနှစ်ယောက်ကအမှ company မှာတော်တော်ကိုအဆင်မပြေတာဖြစ်ပြီးနောက်ဆုံးပေါ့နော် company share တွေကြားရတဲ့အထိကိုဖြစ်ခဲ့တယ်ပေါ့နော်ဒီ Ambani မိသားစုတွေမှာဖြစ်ခဲ့ပြီးမှနောက်မှသူ့အမေသူတို့ရဲ့အမေပေါ့နော်အဲ့ဒီ Dhirubhai Ambani ရဲ့အမျိုးသမီးကိုယ်တိုင်ဝင်ပြီးဖြန့်ဖြေပေးရနေ2005ခုနှစ်မှာ company ကိုသူတို့ညီကိုနှစ်ယောက်ကိုခွဲပေးလိုက်တယ်Mukesh Ambani တားကြီးကိုကျတော့ petrol chemical oil တွေ plant ကိုအကုန်ပေးလိုက်ပြီးမှAnil Ambani တော့ telecom တွေ power တွေ finance service ဆိုပြီးမှနှစ်ပိုင်းခွဲတာဖြစ်ပါတယ်သူတို့တယောက်နဲ့တယောက်မတူဘဲနဲ့တော်တော်ကိုရန်ဖြစ်ပြီးမှ company ခွဲပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာနောက်ပိုင်းမှာပေါ့နော်Mukesh Ambani ကတော်တော်ကိုချမ်းသာလာပြီးအခုနောက်ဆုံးမှာတော့အာရှရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားပြီးမှသူ့ရဲ့အိမ်ကလည်းပေါ့နော်အိန္ဒိယမှာရှိတဲ့သူ့ရဲ့ private အိမ်ကလည်းကမ္ဘာပေါ်မှာနံပါတ်1ဈေးကြီးဆုံးအိမ်ဖြစ်ပါတယ်အိန္ဒိယကိုတော့ကျွန်တော်ငယ်ပြောတာပေါ့နော်အဲ့အိမ်အောက်မှာဆိုရင်တန်ငါးတွေပါစောင့်ရတဲ့ကိုချမ်းသာပြီးမှသူ့ရဲ့အိမ်ထဲမှာဆိုရင်ပေါ့နော်နှင်းကြတဲ့အခန်းတွေရောရေကူးကအဲ့လောက်ထိကိုအများကြီးရှိတာဖြစ်ပါတယ်သူတို့အခန်းထဲမှာသူတို့အိမ်ထဲမှာပေါ့နော်အဲ့ကနေချမ်းသာလာရနေမှာသူကပေါ့နော် telecommunication company ကိုထောင်နိုင်တယ် Rio ဆိုတဲ့ဟာတွေကိုထပ်ထောင်ပြီးမှနောက်ပိုင်းသူ့ရဲ့သားသမီး3ယောက်ကိုသူတို့ညီကို2ယောက်လိုဖြစ်မှာဆိုလို့ဆိုပြီးသူအခုပေါ့နော်တက်ရှိထင်ရှားရှိနေတဲ့သူတို့ညီကို3ယောက်ကိုပေါ့နော်လုပ်ငန်းတွေကိုခွဲပေးထားတာဖြစ်ပါတယ်ခင်ဗျာအာရှရဲ့အချမ်းသာဆုံးလူသားဖြစ်တဲ့ Mukesh Ambani က101ဘီလီယံကျော်သွားပြီးမှသူ့ရဲ့သားသမီး3ယောက်ထဲအကြီးဆုံးတစ်ယောက် Mukesh Ambani ကိုသူ့ရဲ့ Rio Company ဆိုတဲ့ telecommunication တို့ 5G တို့အဲ့လို telephone company တွေကိုအကုန်လုံးသူ့သားကြီးကိုခွဲပေးထားတာဖြစ်ပါတယ်ဒုတိယတစ်ယောက်ဖြစ်တဲ့သူ့ရဲ့သမီး Ishan Ambani ကိုသူက Reliance ရဲ့ retail market တွေဖြစ်တဲ့ supermarket တွေအဲ့လိုမျိုး fashion တွေအကုန်လုံးကိုသူ့သမီးကိုခွဲပေးထားတာဖြစ်ပါတယ်အခုကျွန်တော် Nike collection ပြောပြမယ် Arnett Ambani သားငယ်ကိုတော့သူတို့မိဘရဲ့လက်လုံလက်ရင်းဖြစ်တဲ့ petrol chemical oil company တွေ plant တွေအကုန်လုံးကိုခွဲပြီးဦးစီးခိုင်းတာဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော် Arnett Ambani ရဲ့ watch collection ကိုစပြီးပြပြပါဖြစ်ပါတယ်ခင်ဗျာArnett Ambani ရဲ့မင်္ဂလာဆောင် blog တောင် influence channel လဲဆိုရင်ပေါ့နော်သူ့ရဲ့နိုင်တွေကိုကြည့်ပြီး Mark Zuckerberg ကအဲ့ဒီမင်္ဂလာဆောင်အပြန်မှာနိုင်တွေကို share စုတော့ဖြစ်ပါတယ် FB John တို့ Patrick Philip တို့နောက်ပိုင်း Mark Zuckerberg ဝတ်လာပြီးမှာပေါ့နော်တော်တော်ကို social media တော်တော်ပြန့်နှံ့လာတာဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့နိုင် collection တွေမှာကျွန်တော်အကြိုက်ဆုံး9လုံးကိုကျွန်တော်ပြပြသွားဖြစ်ပါတယ်ခင်ဗျာပထမတစ်လုံးကတော့သူ့မှာပေါ့နော်အဲ့ဒါကို Emerald ရော Ruby ရော2မျိုးရှိတာဖြစ်ပါတယ်ကျွန်တော်ကတော့ Emerald တွေပိုကြိုက်တာဆိုတော့ကျွန်တော်ဒီ Emerald လေးကိုပြောရဖြစ်ပါတယ်အဲ့ဒါလေးကလည်း off catalog VIP customer တွေအတွက်ပဲထုတ်ပေးတာဖြစ်ပြီးမှ Patrick Philip ရဲ့ 59901423G ဖြစ်ပြီးမှအဲ့ဒါတော့2 million မြန်မာငွေသိန်းပေါင်း3သိန်းလောက်ကျတာဖြစ်ပါတယ်ခင်ဗျာဒုတိယလုံးကလည်းကျန်းတယ်ပေါ့နော် IM ရဲ့5201ကို blue ceramic case နဲ့ဖြစ်ပါတယ်တော်တော်ကျန်းပါတယ်ဆိုတဲ့သူတွေဝတ်တာတော့မှရိုးရိုး case နဲ့ရိုးရိုး skull အောက်က skull နဲ့ပဲပြီးမှဒီကတော့လုံးဝ blue sapphire case နဲ့ကမ္ဘာလုံးမှာ3လုံးပဲထုတ်တာဖြစ်ပါတယ်အဲ့ဒါတော့ဒေါ်လာ 2.5 သန်းမြန်မာငွေဆိုသိန်းပေါင်း3သိန်းဝန်းလောက်ရှိတာဖြစ်ပါတယ်ခင်ဗျာတတိယတစ်လုံးကလည်း IM နဲ့ဖြစ်ပါတယ်5205 Pharrell Williams နဲ့ IM နဲ့ collaboration ထုတ်တာဖြစ်ပါတယ် LV Louis Vuitton ရဲ့ creative designer ဖြစ်တဲ့ Pharrell Williams နဲ့ထုတ်တာဖြစ်ပါတယ်အဲ့ဒါတော့ဒေါ်လာ1သန်းကနေ2သန်းကြားရှိတာဖြစ်ပြီးမှမြန်မာငွေကတော့သိန်းပေါင်း3သိန်းလောက်ရှိတာဖြစ်ပါတယ်ခင်ဗျာလေးလုံးမြောက်ကတော့ Patek Philippe ထဲမှာဈေးအကြီးဆုံးအဲ့ထက်ဈေးကြီးရလည်းမရှိတော့ဘူးတစ်နှစ်မှာ4လုံးလား5လုံးလားပဲထုတ်တယ်တော်တော်ကိုသူတို့ရဲ့ art piece လေးလန်းအောင်တင်ရောင်းရတဲ့နိုင်ဖြစ်ပြီးမှအဲ့တော့ကျွန်တော်တို့ Patek Philippe ဆိုသူ့တော့ကတော့ G-Shock ဆင်လောက်ပဲရှိမှာပေါ့နော်ကျွန်တော်တို့ဝင်နေ Patek Philippe ဆိုအဲ့ဒါကတော့ဟိုတော့ 6002R001 Sky Moon Tourbillon နဲ့ဖြစ်ပြီးမှအဲ့ဒါတော့9.3 သန်းမြန်မာငွေဆိုရင်သိန်းပေါင်း2သိန်းဝန်းလောက်ရှိတာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံး9လုံးမြောက်ကတော့ကျွန်တော်သူ့ရဲ့ collection ကိုရှာတဲ့မှာဈေးအပေါ်ဆုံးလို့ပေါ့နော်Audemars Piguet ရဲ့ Rainbow နဲ့ 15412BC Rainbow နဲ့ဖြစ်ပြီးမှအဲ့ဒါလည်းလုံးဝ collector piece ဖြစ်ပါတယ်အဲ့ဒါကဒေါ်လာ9သိန်းမြန်မာငွေဆိုသိန်းပေါင်း2000ဝန်းလောက်ရှိတာဖြစ်ပါတယ်ခင်ဗျာဒီနေ့တော့ကျွန်တော် Ambani family ရဲ့သားအငယ်ဆုံးဖြစ်တဲ့ Arnett Ambani ရဲ့ watch collection ပြောပြရတာဖြစ်ပါတယ်ခင်ဗျာနောက်ပတ်မှာလည်းကျွန်တော် best celebrity အကြောင်းပြောရမလို့ဆိုတော့ကျွန်တော် meme ကြောင်းအောင်ခင်ဗျာနောက်တစ်ပတ်လည်းကျွန်တော် data ကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ